အောက်ထရက်ကရေအိုးကြီးတစ်လုံးယူပြီးကက်ယောဂပျောက်ဆေးလုံးကိုထည့်လိုက်တယ်တန်းစီကြတယောက်တစ်စုံကိုဝေစုထပ်ပိုးမယူနဲ့လူတွေမင်္ဂလာရေကိုတောက်လိုက်တာနဲ့လေတလူပုတ်ပါသွားတယ်နာကျင်မှုတိုင်းတပြိုင်နက်ပြောက်ကွယ်သွားတယ်တနာရီအတွင်းမှာပဲပွဲတဖောရွာကရွာသားတိုင်းပျောက်ကင်းသွားတယ်ရွာတရွာလုံးဝမ်းသာအားရအော်ဟစ်တန်တွေထွက်ပေါ်လာတယ်ဒီမင်္ဂလာရေကအံ့ဖွယ်ပဲ brand နဲ့ဖရားရဲ့နာမည်ကဘာလဲကျွန်တော်တို့ကျေးဇူးတင်ကြောင်းနဲ့ပူဇော်တက်ကာတွေမှန်မှန်ကန်ကန်ပေးနိုင်မှုသိဖို့လိုတယ်နတ်ဖရားကသူ့ကိုတန်ရှင်းသခင် Holy Lord လို့ခေါ်တဲ့နာမည်ကခဲဖြစ်ပြီးရွာသူကြီးကိုတောင်းပေါ်တက်ပြီးတွေ့ဖို့ပြောထားတယ်ဒါဆိုရင်နတ်ဖရားခေါ်ထားတဲ့အတွက်ကိုယ်တိုင်သွားမယ်နောက်နေ့မနက်ကမြန်မြန်ရောက်လာတယ်ကျွန်တော်နိုးလာပြီးအကျင့်လျောက်စနစ်ပေါင်းကိုစစ်ကြည့်တယ်နံပါတ်တွေကကျွန်တော်ကိုတုံလို့စေတယ်ကစားသမားခန့်ဦးသည်မြင်းတစိတ်ကိုဖွင့်ထားပြီးနောက်တစိတ်တို့တိုးရန်တရားပြည့်နေပြီးအကုန်ပြည့်နေပြီလားဒါမှနေမှာပဲ Blade for ရွာကသေးတယ်ဂုံတဲ့အမှတ်တွေဘယ်နည်းဆက်မှမပြည့်တင်ဘူးကျွန်တော်စိတ်ထဲကစနစ်ကိုဆက်သွယ်လိုက်တယ်ဘာဖြစ်နေတာလဲဂုံတဲ့အမှတ်တွေကပုံသေးမဟုတ်ပါလူသားတွေရဲ့ယုံကြည်မှုအနက်အရကျေးဇူးတင်မှုပြင်းထန်မှုနဲ့တက်ရောက်မှုအတိုင်းအတာပေါ်မူတည်ပြီးတွက်ချက်ပါတယ်ဒါကြောင့်မကဒီလောက်မြန်မြန်တက်သွားတာအံ့ဩစရာမဟုတ်ဘူးBlade for ကလူတွေကယောဂရဲ့အာရော်ယူကိုဖျက်ကျော်ခဲ့ပြီးကျွန်တော်စီးနဲ့တကိုးတော်နဲ့ကဲတင်ခံခဲ့ရတယ်သူတို့ရဲ့ယုံကြည်မှုကနှဆိုင်ပြီးအကျွမ်းမဲ့ဖြစ်တာတဘာဝပဲဒါဆိုရင်ကျွန်တော်ရဲ့နတ်ဖျားပုံရိပ်နဲ့ပိုကိုက်ညီမဲ့စွမ်းရည်တစ်ခုလိုတဲ့အာနာကိုခိုင်မာစေမဲ့အရာတစ်ခုကျွန်တော်စိတ်ကိုအာယုံဆူဆိုင်လိုက်တယ်ကြောက်တုံးကြီးတစ်လုံးကကျွန်တော်စီပြန်လာပြီးတစ်ကွက်အတွင်းမှာစွမ်းရည်လိုင်းတစ်ခုကျွန်တော်ကိုဖြတ်တန်းသွားတယ်အသက်ကိုညှိပြီးစွမ်းအားကိုစူးစီးလိုက်တယ်ခြေထောက်တွေမြေကြီးကနေပြင်းပြင်းစွာခွာသွားပြီးတကိုယ်လုံးလေထဲမှာအလေးချိန်မဲ့ပုတ်ပါစွာမျောနေတယ်ဒါဆိုရင်လေစီးရေစီးကိုစီးတာကဒီလိုခံစားရတာပဲစိတ်ထဲပျော်ရွှင်မှုတက်လာတယ်အတောင်ပံရရှိထားတဲ့ငှက်လိုပဲတောင်ထိပ်တွေကြားမှာလွတ်လွတ်လပ်လပ်ရက်လိုက်တဲ့ပင်မနဲ့အထိပြန်တန်းပြီးပြန်ဆင်းလာတယ်အခုပြန်တန်းတာဒုတိယသဘာဝဖြစ်လာပြီးကြက်တစိတ်ဘာတွေလုံနိုင်သေးလဲစမ်းသပ်ဖို့အချိန်ရောက်ပြီးအနည်းဆုံး6မိုင်လောက်ဝေးတဲ့တောင်ထိပ်တစ်ခုပေါ်ကကြောက်တုံးကြီးကိုမေးကြည့်လိုက်တယ်ဒီကနေလှုပ်နိုင်မလားကြည့်ရအောင်အာယုံကိုသူ့ပေါ်တော့ခတ်လိုက်တယ်ခဏအတွင်းမှာပဲကြောက်တုံးကြီးကဖြင်းညင်းစွာမြင့်တက်လာပြီးလေထဲမှာငိမ့်သက်စွာရက်နေတဲ့ကြက်တစိတ်ရဲ့အကွာဝေးကကျွန်တော်ထင်ထားတာထက်အများကြီးပိုကျယ်တယ်နောက်တစ်ဆင့်အချိန်ကိုစမ်းတဲ့စိတ်ကိုတွင်းပြီးကြောက်တုံးကိုကျွန်တော်စီပြန်ခိုင်းလိုက်တယ်သူကလျှက်စစ်စပိန်နဲ့ဖြင်းညင်းစွာစီးတလောက်နှင်းနေတယ်ကျွန်တော်နားလည်သွားပြီးကြက်တစိတ်ကအကွာဝေးနဲ့တိကျမှုမှာထူးချွန်တဲ့အချိန်ကအားနည်းချက်တစ်ခုပဲဒါပေမဲ့တဘာဝလွန်စွမ်းအားလုံးဝမရှိတဲ့ရှေးခေတ်ကဘာမှာဒါကလွှမ်းမိုးကြီးစိုးမှုပဲဒီအချိန်မှာပဲအောက်ကနေခြေတံတွေပဲ့တင်ထက်လာတယ်မင်းညကလူဘရန်ကစံဖြူအိုကြီးတယောက်ကိုတောင်လန်းပေါ်ခေါ်တက်လာတာတွေ့လိုက်တယ်အဲ့ဒါရွာသူကြီးဖြစ်ရမယ်ကျွန်တော်ချက်ချင်းလေထဲကိုမြင့်တက်ပြီးသူတို့နီးလာတဲ့အခါလေထဲမှာပြန်နေတဲ့ Brand Aldred တောင်ထိပ်ကိုရောက်တဲ့အခါသူတို့ငင်းမောသွားတယ်ဒါနဲ့ဖျားအစ်စ်ပဲတခင်ကြောကျွန်တော် Brand ပါရွာသူကြီး Aldred ကိုအလေးပြုဖို့ခေါ်လာတယ်အခမ်းအနားတွေမလိုဘူးကျွန်တော် Aldred ကိုအေးအေးကြည့်ပြီးမေးတယ်ဒီခေတ်ကဘဲခေတ်လဲငါတို့ဘယ်နဲ့မြေမှာရှိနေတာလဲတန်ရှင်းတခင်ဒါကချင်းရှိန်မင်းဆက်3နှစ်မြောက်ဆောင်မင်းဆက်ပါငါတို့ကဖိငင်းစီရင်စုမြစ်တောင်ဘက်မှာရှိနေပါတယ် Northern Sound ရဲ့အထွတ်ထိပ်ချင်းရှိန်3နှစ်မြောက် Acre Wind Zone နန်းတက်နေပြီးနိုင်ငံတော်ကငင်းချမ်းနေတယ်ငါလူသားတွေကြားမှာနောက်ဆုံးလျှောက်ခဲ့တုန်းကဟန်မင်းဆက်ကနေဒီဆောင်အထိနှစ်ပေါင်းဘယ်လောက်ကုန်သွားပြီလဲ Aldred ကအံ့အားသင့်ပြီးမြင်မြန်ဖြစ်တယ်ဟန်ကလွန်ခဲ့တဲ့နှစ်1000ကျော်သွားပြီးကဘာကြီးကမှတ်မိမရအောင်ပြောင်းလဲသွားပြီးမျက်လုံးမိတ်ပြီးအနှစ်1000ကြာနိုးလာတယ်လို့တွေးဖို့လားတန်ရှင်းတခင်ဒီကဘာကိုရည်ရွယ်ချက်တစ်ခုနဲ့ပြန်လာတာလားငါကောင်းကင်ရဲ့အလိုတော်ကိုလိုက်ပြီးလို့တလို့လှည့်လည်နေတာပဲတခင်ခေါခမည်းမှာအရေးတကြီးကိစ္စမရှိရင်ကျွန်တော်တို့ရွာကိုလာလဲပါဘရန်ကစိတ်အားထက်သန်စွာဖိပြောတယ်မနေ့ကခမည်းကျွန်တော်တို့ရွာကိုကဲတင်ခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်တို့ထာဝရကြွေးတင်နေမယ်ကျေးဇူးပြုပြီးပွဲတစ်ဖို့ရွာကိုလာလဲပြီးကျေးဇူးတင်ကြောင်းပြသနိုင်အောင်ဂုဏ်ပြုပါကျွန်တော်ညင်းပယ်ဖို့လုပ်နေပေမဲ့စိတ်ထဲမှာတခုခုထိသွားတယ်ကျွန်တော်အခုရှေးခေတ်ကဘာမှရှိနေပြီးနောက်ထပ်ဖုံးကွယ်ဖို့မလိုတော့ဘူးကျွန်တော်ဒီရှေးခေတ်ကဘာရဲ့အနေအထားကိုကြည့်ပြီးကိုယ့်နာမည်ကိုပါဖြန့်ဖို့အောက်ကိုဆင်းလိုက်တာကပိုကောင်းမယ်ကောင်းပြီးမင်းတို့ဒီလောက်စိတ်ရင်းမှန်နဲ့ဖိတ်ခေါ်တဲ့အတွက်ငါလိုက်ခဲ့မယ်ကျွန်တော်လက်ချောင်းကိုအနှဲငယ်လှုပ်လိုက်တဲ့ကြက်တစိတ်ရဲ့စွမ်းအားကတပြိုင်နက်ကျွန်တော်ကိုဖျက်တမ်းသွားတဲ့ brand နဲ့ Aldred ကသူတို့ကိုသူတို့ပုတ်ပါသွားတယ်လို့ခံစားရပြီးနှစ်ယောက်စလုံးမြေကြီးကနေခွာသွားတယ်ဘာဖြစ်နေတာလဲတန်ရှင်းတခင်ကျွန်တော်တို့ပြန်နေတယ်မထိတ်လက်နဲ့ငါတကူတော်နဲ့မင်းတို့ကိုတဲဆောင်နေတာပဲတောင်ဆင်းရတဲ့ခီးရှည်ကိုတက်တာစေဖို့ပါ10မိနစ်အကြာမှာအောက်ဖက် Blade for ရွာကိုရောက်တဲ့အားလုံးကြည်စမ်းကောင်းကင်မှာငှက်ကြီး3ကောင်အိုးဖျားအဲ့ဒါ brand နဲ့ရွာသူကြီးပဲသူတို့ပြန်နေတာလားရွာသားတွေလှည့်ကြည့်ပြီးဒူးထောက်ကတညီတညွတ်တဲ့အော်ဟစ်ကြတယ်ကျေးဇူးတင်ပါတယ်တခင်ခဲကျွန်တော်တို့အသက်ကိုကဲတင်တဲ့အတွက်ထားကြတာမလို့ဘူး Aldred ကမတ်တက်ရက်ပြီးအော်လိုက်တယ်ဒီနေ့က Blade for ရွာအတွက်ဝမ်းမြောက်စရာနေ့ပဲအိမ်တိုင်းအကောင်းဆုံးစားစာတွေထုတ်ကြတန်ရှင်းတခင်ဂုံပြုပြီးပွဲကျင်းပမယ်ရွာသားတွေအားလုံးဝမ်းသာအားရသဘောတူပြီးပြင်ဆင်ဖို့အိမ်ကိုအပြေးပြန်ကြတယ်မကြခင်ရွာဝမှာစပွဲရှည်ကြီးတွေပြည့်သွားတယ်အိမ်လုံးဝိုင်အသား6တွေဟင်းသီးဟင်းရွက်လက်တွေနဲ့ပြည့်နေတယ်စားတောက်ပြီးတဲ့အခါကျွန်တော်တောင်ပေါ်ပြန်ဖို့ထားလိုက်တယ်တန်ရှင်းတခင်ခဏဆောင်ပါကျွန်တော်တို့အကုန်ဆွေးနွေးပြီးပါပြီရွာတရွာလုံးကတစ်တွေစုပြီးရွာထဲမှာခမားအတွက်နေအိမ်ဆောက်ဖို့ဆန္ဒရှိပါတယ်ကျေးဇူးပြုပြီးကျွန်တော်တို့နဲ့အတူနေပါမင်းတို့ငါ့ကိုဒီမှာထားဖို့ဘာကြောင့်ဒီလောက်စိတ်ပိုင်းဖြတ်ထားတာလဲတန်ရှင်းတခင်ဓာရီစီပင်တဲ့အချိန်တွေဖြစ်ပေမဲ့ဖင်းငင်စီရင်စုရဲ့နေဆက်တွေကအစိတ်ခုံးငွေတွေနဲ့ပြည့်နေပြီးကယောဂါကပြင်းထန်စွာပြန့်နှံ့နေတဲ့ပတ်ဝန်းကျင်ရွာ9ရွာ10ရွာလောက်ပျက်စီးသွားပြီးကျွန်တော်တို့ကျိုးနုံစွာတောင်းပန်ပါတယ်ကျွန်တော်တို့ကိုစောင့်ရှောက်ဖို့နေခဲ့ပါကျွန်တော်ဒီရွာရဲ့ရိုးရိုးရှင်းရှင်းနေထိုင်ပုံကိုသဘောကျပေမဲ့နတ်ဖျားတစ်ပါးကလှုပ်ဝက်စမ်းကြမှုကိုထိမ့်သိမ်းရမယ်လူသားတွေကြားမှာကြာကြာနေရင်အဲ့ဒီအရေးရောင်ကလုံးဝမိန်သွားတယ်ကျွန်တော်ပြုံးပြီးပြောလိုက်တယ်
နက်လန်းလျှောက်သူတွေကတဘာဝမှာနေထိုင်ရမယ်ကောင်းကင်နဲ့မြေကြီးနဲ့တဟဇာတဖြစ်ရမယ်ငါရွာမှာကြကြမနေနိုင်ဘူးဒါပေမဲ့ Azure Drive တောင်ပေါ်မှာငါတောင်ကိုတီထောင်မယ်အရေးတကြီးကိစ္စရှိရင်အဲ့ဒီမှာလာရှာပါ Aldrich နဲ့ Brin နှစ်ယောက်စလုံးမျက်နှာပွင့်လင်းပြီးစိတ်အားထက်သန်စွာခေါင်းညှိကြတယ်တန်ရှင်းသခင်ဈေးရီကရှာပါလားရှာပါတယ်ဈေးရီတွေကဖန်တီးဖို့အဖိုးတန်ဝိညာဉ်ရေးပစ္စည်းတွေလိုအပ်ပြီးငါမှာပြင်ဆင်ထားတာမရှိဘူးနေမကောင်းတွေကိုကူတောက်ဖို့ဈေးရီပေးတာကမှတ်မိစရာကောင်းပေမဲ့ရွာသားတွေရှိမှတကူတော့ကိုတိုက်ရိုက်ပြသခြင်းကသူတို့စိတ်ထဲမှာထာဝရအမှတ်သားဖြစ်စေလိမ့်မယ်ဒါကိုစိတ်ထဲထားပြီးကျွန်တော်ဆက်ပြောတယ်ဈေးရီမပါဘဲနဲ့တကူတော့နဲ့တိုက်ရိုက်ကူတနိုင်တဲ့ပတ်ဝန်းကျင်ရွာတွေကကယောဂခံစားနေရသူအလုံးကိုစုဆောင်းမှမနှက်ဖြန်ဒီအချိန်မှာသူတို့ကိုကူတာဖို့ငါပြန်လာမယ်ဒါနဲ့ကျွန်တော်ကိုခန္ဓာကိုရွေးရှားမှုတွေပျော်ဝင်စေပြီးအဖြူရောင်အဆက်ပြောက်ဖြစ်က Azure Drive တောင်စီပြန်သွားတယ်ရွာသားတွေတညီတညွတ်ထဲအော်ဟစ်ကြတယ်သခင်ကြောင့်နှုတ်ဆက်ပါတယ်ကျွန်တော်ထွက်သွားပြီးနောက်ရွာသားတွေအနီးနားကဖျားနာသူတွေကိုဘလို့ခေါ်ဆောင်ရမလဲစူးစီးဆွေးနွေးကြတယ်လူအိုဝေါက Aldrich ရဲ့ပခုံးကိုပုတ်လိုက်တယ် Aldrich မိမိသားစုနေတဲ့ Aldrich ဆောင်းမှာလည်းကယောဂရှိတယ်မဟုတ်လားသူတို့အားလုံးကိုခေါ်ခဲ့နောက်အကြီးကဲတယောက်က Aldrich တိတ်ဆိတ်သွားတာကိုသတိထားမိတယ် Aldrich မင်းပါစဉ်းစားနေတာလဲငါသခင်ကောကိုကျွန်တော်တို့အသက်တွေကဲတင်တဲ့အတွက်ဘလို့ဆက်ရမလဲစဉ်းစားနေတယ်ဒါပေမဲ့ကျွန်တော်တို့မှာဆက်ဖို့လုံလောက်တဲ့အဖိုးတန်အရာတွေမရှိဘူးဒါမှန်နဲ့နတ်ဖျားတစ်ပါးအတွက်လော်ကီပစ္စည်းတွေမလိုအပ်ဘူးကျွန်တော်တို့မှာရှိတာကသူ့အတွက်ဘာမှအတိတ်ပဲမရှိဘူး Aldrich ကတိတ်ဆိတ်စွာစဉ်းစားပြီးသူ့မျက်လုံးထဲမှာအလင်းတန်းတစ်ခုဝင်လာတယ်ငါရပြီလူတိုင်းကုန်တဲ့င်းကိုတက်မှတ်ကြတယ်ဖះเจ้าတွေမှာတော့ရွှေအန်ရယ်တွေနဲ့စီမီတွေကိုကြိုဆိုကြတယ်တခင်တဲ့အောက်ကဒီလိုအရာတွေကိုစိတ်မဝင်စားတာတောင်သူ့နာမည်ကိုအနှံ့အပြားဖြန့်ဖို့ဆိုတာတေချာပေါက်သူ့ကိုကျင်းနေစေလိမ့်မယ်အခြားကြီးကဲတွေအားလုံးသဘောတူပြီး Aldrich ရဲ့အကြံကိုချီးကျူးကြတယ် Aldrich ကတန်ရှင်းသခင်ဤပုံတူပကြီးကားများစွာကိုရေးဆွဲပြီးအနီးနားရွာတွေကိုဖျားနာသူတွေခေါ်ဆောင်လာဖို့တွားတဲ့လူတွေနဲ့အတူပို့လိုက်ပြီးတန်ရှင်းသခင်ဤနာမည်ကိုသူတို့တွားရင်းဖြန့်ကြတယ်နောက်နေ့မိုးတောက်ခါဆာမှာ Blythefall ရွာကလူငယ်၄-၅ယောက်ကိုဥတီချက်အမျိုးမျိုးစေလွတ်ပြီးအနီးနားရွာတွေကနေဖျားနာသူတွေကိုခေါ်ဆောင်လာကြတယ်